ငါအင်္ဂလိပ်စာသင်မယ်တက်ကြီးတာလို့ဆိုလို့ရှိရင်ချစ်မိလှပတဲ့အဖွားကြီးဖြစ်နေတငယ်လေးပဲလိုက်စားတော့မယ်မင်းလုံးဝမစားတော့တငယ်အင်္ဂလိပ်စကားပြောတဲ့တငယ်ပဲလားကျန်တဲ့တငယ်မပါဘူးကျန်တဲ့တငယ်ဆိုလို့ရှိရင်မြန်မာကဆိုလို့ရှိရင်ပတ်ဝန်းကျင်ရှုပ်ဟုတ်ပြီဒါဆိုရှားလော့ဘက်ကပါလားဘယ်လိုပဲဖြစ်ဖြစ် beach လေးတစ်ခုမှာပေါ့နော်တငယ်လေးနဲ့ပဲသွားနှက်ပြီးတော့ Florida တို့ California တို့ beach ဖြစ်ရတယ်โอเคနင်းလို့ OG ဥမာပြောဆိုခံပြီးငါမစားလားနဲ့ချီမှာတစ်ခါကျွေးပြီးတော့ငါပြောဆိုနေရမင်းကိုကျွေးရမင်းကိုကျွေးရမင်းစိတ်ကြိုက်လုပ်ပေးရတယ်မင်းကိုလိုလိုက်တယ်မင်းစားရင်ကျွေးရဆိုစကားကြီးငါမကြားချင်စေတနာတွေမြတ်တာအဲ့စေတနာမြတ်တာကြီးငါမကြားချင်ငါကြားချင်တာကဘာလဲဆိုလို့ရှိရင်လေတူငကိုချစ်ပွဲဝင်ကြတယ်လို့တူတူပဲစားလိုက်တယ်လို့အဲ့လိုမျိုးပဲငါလိုချင်တာတွေ့တာချင်းငါလိုချင်တာဟုတ်ငါလိုချင်အဲ့လိုမျိုးပဲငါလိုချင်တာဒီဟိုအဲ့ရဘောကဂရင်ဘောကလင်မယားကိစ္စတော့မှပဲဟိုဥစားဟိုသူ့ဘက်ကအတားသီးယူပြီးတော့သူကပဲကြွေးတယ်ဖြည့်ဆည်းပေးတယ်ဆိုအနစ်နာခံရတယ်ဆိုပုံစံကြီးနဲ့ဆက်ဆံခံရအောင်ငါတော်တော်အေးအဲ့လိုအဖြစ်ခံကြီးနဲ့ရန်ရို့ဟို victim လုပ်တဲ့လူကငါစက်မကက်တယ် victim ဆိုတာပါနစ်နာသူကြီးပေါ့သူကပဲနစ်နာတာပေါ့ပေးဆက်သူပါအဲ့လိုကြီးလုပ်တဲ့လူငါစက်မကက်တယ်ငါအပြောမခံချင်ဘူးအဲ့ဆိုလို့ရှိရင်ကောင်လေးဆိုလို့ရှိရင်လေငါအတိုင်းအစ်စ်ဆိုငါခိုင်းမေးမှမင်းငါ့ကိုစားမလားငါမင်းကိုစားမလားအဲ့ဆိုတော့အတူတူဆိုလို့ရှိရင်လာတာခိုင်းချက်ပေါ့နော်အဲ့လိုမဟုတ်ပဲနဲ့အတူတူမဟုတ်ပဲနဲ့အဲ့လိုပေါ့နော်ဖြည့်စည်းပေးရမှာမဟုတ်ဆိုကြောင်းကန်ချမှာဖြစ်ရတယ်အဲ့လိုမှအတွေးပေါ်တော့ထမ်းမြတ်တယ်နော်ငါအရင်တက်မြတ်တာထမ်းမြတ်ဘာစေးစားလူရပါထမြတ်တာဘာစီးမစားပြမလို့တော်လိုက်တာ